你要အိမ်ပြောင်းပါပြီအရှိမှလည်းတော့ရှော့ပစ္စည်းလေးရွှေ့တာအသေးရှိတယ်ဒူးဆိုတဲ့စုပ်ကုန်ညဘက်ဒီလိုခြေတလုံးနေဆိုရင်ကြိုက်တော့နေရဲ့ဒီလေးကတော့တက်ဆင်းလောက်ရတာခြေတလုံးသားနေနာအမှန်လေဒါတော့အကြိုက်ဖေဖေဖြစ်ပါတယ်ရှင်ကျေးဇူးများတင်ပါတယ်အကိုကြီးတက်လိုက်ဆင်းလိုက်ဆိုတော့မောကုန်ကြပြီအခုမှအမျိုးသားနဲ့ကိုမင်းမျိုးနဲ့ကတော့ယူရောနဲ့တိုက်ပါတယ်ဒီကကျန်တဲ့ပစ္စည်းလေးတွေကိုကားထဲထည့်ပြီးတော့တင်မယ် Okay, let's go. တစ်ဖြတ်ပေါ့နော်ဒါချွေးတွေဆိုရေချိုးတာတို့ပဲတခါမှအမေရိကန်ရောက်ပြီးတခါမှချွေးတလားမထွက်သေးဘူး Okay, bye. ဟိုနေရရတဲ့တဲ့ကြားရလေးတဲ့စီအမကြကြရရမိမသားဆိုတာပဲခုံပြန်ကြော်လွားမေတော့မှာလေခုအိမ်ပြောင်းလာလေဘာဖြစ်လဲဆိုတော့အမတ်တရားတွေပေါ့နော်ပျော်စရာအမတ်တရားတွေရောပင်ပန်းစရာအမတ်တရားတွေရောအဲ့လိုမျိုးတွေပေါ့ဘာလို့လဲဆိုတော့အိမ်တန့်ရှင်းစလုပ်တာအစလုံးဝပြောင်းတာအဆုံးဟိုဘက်အိမ်အဟောင်းပိန်းတာရောအိမ်အစ်စ်တရားစအကုန်လုံးကကိုယ့်လက်ကိုယ်ခြေတွေပဲပေါ့နော်အဲ့တော့နေရာတိုင်းမှာကိုယ့်ရဲ့ movement တွေကတော့ရှိနေတာပေါ့နော်အမှတ်တရလေးတွေပေါ့နော်အဲ့ဒါခါကျတော့အဲ့ဒါလေးကတော့ပြောစရာလေးကြီးနူးစရာလေးပေါ့နော်ဘယ်ချိန်ပြန်ကြီးပြန်တွေးလိုက်တိုင်းအော်ငါတို့အိမ်ပြောင်းတော့ဘယ်လိုလုပ်ခဲ့ရတာဘယ်လိုပမန်းခဲ့ရတာဆိုအဲ့လိုလေးပေါ့ဒီနေ့ကတော့ဒါတတိယမြောက်နေ့ကိုကြီးလိုလားရပါအဆင်ပြေနေမှာတော့အခုချိန်ဒီကိုပြောင်းလက်စပေါ့နော်အခုတကပထမဆုံးညနောက်ပထမဆုံးညအိမ်မယ်နော်စီရပြောင်းလာတော့ပြောင်းပြီးသွားပြီဒါနဲ့နေရာချတယ်ကိုချိုးပါတယ်ဆိုရင်ချိန်ရတယ်အားတလာလုံးဟေး TV ရှိရယ် Wi-Fi မရှိကဲအားလုံးပဲ connect ပါရှင်